မလေးကျမမေတို့ပြောပြချင်တဲ့ဟာလေးတစ်ခုရှိတယ်ကျမအရင်တော့ဆိုလို့ရှိရင်ကျမဒီကလေးတွေမှာလိုအပ်ချက်ရှိတယ်ကလေးတွေကိုယ့်ရဲ့ကလေးလိုအပ်ချက်ရှိတဲ့ကလေးတွေကဘယ်လိုမျိုးဆိုတာအများတန်းပြောပြပေးခဲ့တယ်ပေါ့နော်အဲ့လိုပြောပြပေးခဲ့တဲ့စီမှာကျမအခုပေါ့ကျမဒေါက်တာဦးကျော်လင်းပြောတဲ့ဗီဒီယိုလေးတစ်ခုမှကျမတွေ့လိုက်ရတယ်ပေါ့ဒီမှာဆိုလို့ရှိရင်ကျမတို့ကအဓိကပြောရမှာဆိုလို့ရှိရင်ကလေးတွေကိုကျမတို့တက်ကြွတဲ့ဆရာဝန်နဲ့ပြသဖို့နော်လိုအပ်တဲ့အခြေအနေတွေကိုဆရာပြောပြပေးတာအရန်ကောင်းပါတယ်ဆရာပြောတဲ့ဗီဒီယိုလေးမှာလေကျမနားထောင်လိုက်ရတာပေါ့ကျမတို့ကတော့တကယ်ကိုကောင်းတဲ့ message လေးတစ်ခုလို့ပြောရမှာပေါ့အဲ့တော့မေတို့လည်းကျမဒါလေးကိုပြန်ပြီးတော့ဝေမျှပေးချင်ပါတယ်တကယ်လို့များကိုယ်ကလေးမှဒီလိုမျိုးဖြစ်နေရဆိုရှင်ကိုဒီအချိန်မှာကျမတို့ဒါအမြန်ဆုံးဆရာဝန်နဲ့ပြတဲ့အခြေအနေတိုင်ပင်ဆွေးနွေးတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့အဲ့ဒီအခြေအနေတွေကိုနည်းနည်းလေးလာကြည့်မယ်ပေါ့နော်အဲ့ဒါဆိုဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ကျမအရင်ဆုံး3လအရွယ်ကလေးကိုအရင်ပြောပြမှာဖြစ်တယ်ပေါ့နော်ကျမတို့ကလေးက3လရှိနေပြီအမေမျက်နှာကိုလိုက်မကြည့်ဘူးအရာဝတ္ထုတွေကိုလိုက်မကြည့်ဘူးမြူလို့ရှိရင်လည်းကျမတို့မပြုံးဘူးပေါ့နော်အဲ့လိုပြီးတဲ့ခါကျကလေးကအရန်တောက်နေရယ်ပြီးတဲ့ခါကျအရန်ပြော့နေရယ်ပေါ့ကလေးရဲ့ခန္ဓာကိုယ်ကြီးအရန်ပြော့နေအရန်ကြီးတောက်နေရယ်မမေကအရှိကနေပြတဲ့ခါကျလို့ရှိရင်မကြည့်ဘူးအရာဝတ္ထုတွေအရှိကပြလို့ရှိရင်မကြည့်ဘူးပေါ့နော်အဲ့လိုမျိုးမကြည့်တဲ့အခြေအနေမျိုးဖြစ်နေရပေါ့ပြီးတော့နောက်တစ်ချက်ကိုကအတန်ပေးလိုက်လို့ရှိရင်ကလေးကဘာမှတုတ်ပြန်ခြင်းမပေးဘူးပေါ့နော်ပြောမဆိုလို့ရှိရင်လန့်လည်းမလန့်ဘူးကြောက်လည်းကြောက်6လိုက်တာတို့ဘာလို့ဒီမျိုးလှုပ်လိုက်တာဆိုလို့ရှိရင်လည်း तू ကဘာမှမတုတ်ပြန်ဘူးအဲ့လိုပုံစံမျိုးပေါ့ဒါဆိုရင်ကျမတို့3လမှာအဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်ဒါကတကယ်ကိုတက်ကြွတဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြရတော့မယ့်အချိန်ပေါ့နော်အရင်ပြောမှဆိုတော့အမြန်ဆုံးပြသရမယ့်အခြေအနေဖြစ်သွားပြီဒါတော့မေတို့ရဲ့သားတွေသမီးတွေမှာကိုယ့်ရဲ့ကလေးကိုတော့ကိုယ်ဒီလိုမျိုးတော့ပြန်ပြီးတော့ check in ပြန်လိုက်ရမှာပဲကျမတို့ဒီခုခေတ်ကာလမှာအရန်ကိုကျမတို့ခက်စားလာတဲ့ဟာမျိုးဖြစ်လာတာပေါ့နော်ဘာလို့လဲဆိုကလေးတွေမှာအဲ့လိုလိုအပ်ချက်ကလေးနဲ့လာတဲ့ကလေးလေးနောက်ပိုင်းတော်တော်များလာတဲ့အချိန်မှာကျွန်မဒါလေးကိုဒါဗီဒီယိုလေးလှုပ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်3လရှိပြီကိုကလေးကမေကိုလည်းလိုက်မကြည့်သေးဘူးเนาะပြီးတဲ့အခါအရာဝတ္ထုတွေလိုက်မကြည့်သေးဘူးအတန်ပေးလို့ရှိရင်လည်းဘာမှတုတ်ပြန်ချက်မပြဘူးမြူလို့ရှိရင်လည်းမပြုံးပြော့နေရမာနေရဒီလိုမျိုးအခြေအနေတွေရှိလားဆိုတော့ပြန်ပြီးတော့ check in ပြန်လိုက်ပါကျမတို့ဒီချက်ထက်ဝင်မှာကလေးစိတ်ပညာကိုသုတနာလောက်ကန်မျှဝေနေသူတယောက်ဖြစ်ပါတယ်ကလေးတွေရဲ့စိတ်ကိုနားလည်ပြီးသူတို့တွေရဲ့ဖွံ့ဖြိုးမှုအတွက်မိဘတွေ CI နဲ့တူပူပေါင်းလောက်ကန်နေရရှိပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်အတွေးအမြင်နဲ့အနာဂတ်ကောင်းများပိုင်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါကျေးဇူးပါ